ဒီတစ်ခေါက်တော့ထိုင်းနိုင်ငံကကလေးတွေပေါ့နော်တို့ချောင်းမှာဆိုရင်ဘယ်လိုမျိုးပွဲတော်ရက်တွေမှာဆိုရင်လေဂျာမပိတ်ခေမှာပွဲတော်တွေရှိတယ်ဆိုရင်ပွဲတော်ရက်တွေကိုကြိုပြီးတော့ကလေးတို့ကစားပေးကြရရှိတယ်အဲ့ဒီပွဲကိုခေါ်တော့ပြီးမယ်ပေါ့နော်ဒါကတော့ထိုင်းနိုင်ငံမှာရှိတဲ့အကြောင်းတစ်ကြောင်းပေါ့နော်မူချိုချောင်းမှာတို့စုံခရံပေါ့နော်မြန်မာလိုဆိုတကြံပေါ့တကြံပွဲမှာတို့ချောင်းမှာတကြံအချိုပွဲလောက်ကြတာကျမတော်ခဲ့တယ်အရန်ပြောဖို့ကောင်းတယ်ဘာကလေးတွေကိုကြည့်နေအော်နေလိုက်ကြတာသူတိတ်ကိုမတိတ်ဘူးပြီးတော့အရန်အပြုံးတွေကလေကိုစီကိုတော့ရောက်လေကြည်နေနေကိုတော့မစော့ရပြီမဲ့ကြည်နေနေရီချင်နေတယ်အဲ့လိုပေါ့နော်ပြီးတော့ကြည့်လိုက်မယ်ဆိုအရန် colorful ဖြစ်တယ်ကလေးတွေကသူတို့ရဲ့တကြံဝတ်စုံလေးတွေပေါ့နော်တကြံဝတ်စုံလေးတွေကိုကိုစီဝတ်လာကြတဲ့မင်းကလေးလေးဆိုရင်လည်းအရန်ချစ်စရာကောင်းတဲ့မိတ်ကလေးတွေလိမ့်လာကြတယ်ပေါ့နော်ပြီးရင်သူတို့ကအစီအစဉ်နဲ့တွားကြတာမှန်တော့ဒီမှာအရင်ဆုံးဒီဖက်ပေါ့နော်ဒီဖက်မှာဖျားတွေကိုရေလောင်းပေးတယ်ပေါ့နော်ကျွန်မဘယ်လိုပြောရမလဲမသိဘူးဘာသာချင်းမတူတဲ့ဟာကိုကျွန်မမခေါ်တော့ဘူးပေါ့နော်ဖျားကိုဒီလိုမျိုးရေလေးလောင်းပေးတယ်ပြီးရင်ဖုန်ကြီးတွေကိုလည်းရေလောင်းပေးတယ်ပြီးကြရင်ဟိုဖက်မှာလူကြီးတွေရှိတယ်ပေါ့နော်လူကြီးတွေရှိတဲ့နေရာမှာလည်းရေလောင်းပေးတာကလေးတွေကိုလေမာရေးချရှိအောင်ပေါ့နော်လေမာရေးချရှိအောင်သူတို့ကတိမ်ပေးတဲ့နီးတနည်းလည်းဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့ဒါတစ်ဖက်မှာကတော့လောင်းနေတဲ့လူရှိတယ်ဟိုဖက်မှာစုပ်နေတဲ့ဖွဲ့ကတော့ရေလောင်းပြီးသွားကြပြီပေါ့နော်အဲ့တော့သူတို့ဝတ်စုံလေးတွေကတအားချစ်ဖို့ကောင်းတယ်တကြံဝတ်စုံလေးတွေပေါ့နော်ဒီမျက်မှန်တွေလည်းတတ်ထားကြတယ်ပြင်ကြီးကလည်းနှကန်ပဲလှုပ်ပေးတာကလေးကအခန်း၃ခန်းရှိတယ်ပေါ့နော်အနုဘနုဆောင်ဆန်ပေါ့နော်အနုဘနုဆောင်ဆန်၃ခန်းစလုံးကိုအဲ့ဒီရေကန်တစ်ခုစလုံးထဲမှာပဲစုပြီးတော့ဆော့ရတာအဲ့ဒါကလေးတွေကရေပက်ကြတာအစကရေကန်နဲ့တော့သူတို့မဝင်ဘူးအပြင်မှာပဲပက်တယ်ပေါ့နော်သူတို့အတန်းကဆရာမတွေလည်းကလေးတယောက်ကိုဒီwater gun တခုစီပေးတယ်ပေါ့လေဒါပေမဲ့နောက်တော့လေအဲ့ဒီ water gun ကိုတုံးကိုမတုံးကြအကန်ထဲမှာပဲခုံဝင်လိုက်ကြတာအဆူလိုက်ပြုံလိုက်ကြည့်လိုက်ရင်အားတဲရစရာကောင်းပြီးတော့တမျိုးကြီးစိတ်ကြည်တယ်ပေါ့နော်အတန်ကဆူလို့ဆူညံ့တယ်မဲ့ကြည့်ရတာစိတ်ကြည်နေတယ်ပေါ့နော်မှန်တော့သူ့ရဲ့အစီအစဉ်ကရှင်းနိုင်ခွဲမှာစတယ်ပေါ့နော်ရှင်းနိုင်ခွဲမှာစတယ်သူတို့ဖျက်ရှိခိုးတာပုံကြီးတွေလည်းလာတယ်ဆိုတော့ဖျက်ရှိခိုးတာတွေလည်းလောက်တယ်ပြီးတော့အမစကားပြောတာတွေအကြောင်းဥက္ကအမစကားပြောတာတွေလည်းလောက်တယ်အဲ့ဒါတွေလောက်ပြီးတော့ကလေးတွေကိုဖုန်ကြီးကိုကတော့ခိုင်းနေပေါ့နော်ဖျက်ရှိခိုးကတော့တာမျိုးတွေလောက်ခိုင်းနေပေါ့နော်အဲ့တော့အားလုံးပြီးသွားတော့ဖုန်ကြီးကိုစုံလောင်းရတယ်လို့ခေါ်ရမှာမသိဘူးဖုန်ကြီးစုံထဲမှာလေစားစရာလေးတွေထည့်ပေးရတယ်ပေါ့နော်အဲ့ဒီထဲမှာထည့်တော့ကျမတို့ကမသိဘူးဖုန်ကြီးက3ပါးရှိတယ်ဖုန်ကြီးက3ပါးလာတာကိုကျမကတခါတည်းရှိသမျှမုတ်တွေအကုန်လုံးထည့်လိုက်တာပထမဆုံးတစ်ပါးထဲမှာလေဒါနဲ့တော်သေးတယ်မုတ်တွေကကျမလည်းသမီးမစားလာဘူးဆိုပြီးတော့မုတ်တွေအများကြီးဝယ်ထားတော့မုတ်တွေကအပူကြံသေးတယ်လေအဲ့ဒီမှာဖုန်ကြီးနောက်မှာဖုန်ကြီးနောက်ထပ်2ပါးထပ်လာတော့ကိုစီမှာရှိတဲ့အပူမုတ်တွေကိုထည့်ပေးလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ကလေကလေးတွေကိုဆိုရင်ပစ္စည်းကြီးမမပေးဘူးပေါ့နော်ပွဲဆိုရင်လည်းလက်ဆောင်ပေးတာလို့ဆိုရင်သူတို့ကတံပိုးတမပေးတဲ့ကလေးတွေကိုကြီးမားတဲ့ပစ္စည်းတွေမလူခိုင်းဘူးပြီးရင်လက်ဆောင်မပေးခိုင်းဘူးမတုံးခိုင်းဘူးပေါ့နော်ဥပမာခရစ်စမတ်ဆိုရင်လည်းခရစ်စမတ်လေးရပေါ့ခရစ်စမတ်မှာကလေးတွေကသူတို့ပွဲလုပ်ပေးတယ်လေသူတို့ပွဲလုပ်ပေးတယ်ဆိုရင်ကလေးတွေကိုpresent exchange လုပ်ခိုင်းနေပေါ့နော်အဲ့ဒီချိန်မှာဆိုရင်တံပိုးက90အောက်ဖြစ်ရမယ်ဗတ်90အောက်ပြရမယ်စသဖြင့်ပေါ့နော်သူတို့တတ်မှတ်ပေးလေးရှိတယ်အဲ့ဒီတော့ဒီမှာဒီပွဲမှာဒီဆုံခရံပေါ့နော်ဒီဆုံခရံပွဲမှာလည်းပုံကြီးတို့တို့ကမုတ်တွေအချိုရည်တွေပဲပေးကြတယ်ပေါ့နော်ပြီးရင်ပတ်စံပေးခြင်းတဲ့သူကတော့20ပဲပေးကြတယ်အဲ့လိုမျိုးပဲပေးရတယ်ပေါ့နော်သူတို့ကတော့ကလေးတွေကိုအဓိကကလေးတွေကဒီလိုမျိုး activity တွေမှာပါတယ်ဆိုရင်ကလေးတွေကတွက်တယ်ပြီးရင်ကလေးတွေကမကြောက်မရွံ့အဲ့လိုတွေဖြစ်တာပေါ့နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဒါကတော့ဆုံခရံကလေးတွေရဲ့ဆုံခရံပွဲကိုတော့ပြတာဖြစ်ပါတယ်နောက်ဆိုရင်တော့တခြားကလေးတွေရဲ့ activity တွေရှိရင်ကျွန်မပြပေးသွားမှာပါအားလုံးဆက်နွယ်ကြည့်ရှုပေးကြပါဦးအားလုံးကိုသိစစ်တင်ပါတယ်